လည်းဘူးမျိုးထဲကမြန်မာဆိုင်တွေတစုတဝဲတဲ့ရှိတဲ့နေရာကိုတော့ကြည့်မှာဖြစ်ပါတယ်။နေရာကတော့ဒီကိုတာရယာကုန်းတိုက်ရဲ့အနောက်ဘက်မှာဖြစ်တဲ့ဘတ်စကားပဲစီလာလားယထာပဲစီလာလားပါစာစနေဘူတာမှာစီးပြီးတော့9မိနစ်လောက်လက်လျှောက်လိုက်ရုံနဲ့ရောက်ရှိမှာဖြစ်ပါတယ်။မလေးရှားမှာကွာလာလမ်ပူကိုမြောက်ဖူးတဲ့မိတ်ဆွေတွေကွာလာလမ်ပူကိုအလဲလာရှင်နေတဲ့သူတွေကွာလာလမ်ပူမှာမြန်မာဆိုင်တွေရှိတဲ့နေရာကိုမသိသေးတဲ့မိတ်ဆွေတွေရဲ့ကဲကျွန်တော်တို့အတူတူဖတ်ကြည့်ကြမယ်ကိုတာရယာကုန်းသားရဲ့ဘေးတစ်တေကနေဘေးလန်းတစ်တေကနေဝင်လာမယ်ဆိုရင်ကိုချစ်တဲ့မှာမြင်ရတဲ့ဆိုင်ကတော့မြန်မာဆိုင်တိတ်တိတ်ဝင်ပေးဖြစ်ပါတယ်ကျွန်တော်တို့အဲ့ဒီကနေညာဘက်ကိုရှိုးလိုက်မယ်ဆိုရင်အဲ့ဒီလန်းထဲမှာလည်းမြန်မာဆိုင်တွေအများကြီးရှိပါတယ်ဒီကျွန်တော်တို့ဆက်တော့လိုက်ကြရအောင်ကျွန်တော်တို့အခုဒီရှစ်တဲ့မှာမြင်ရတဲ့ဆိုင်ကတော့ရှုကဘာဖြစ်ပါတယ်ရှုကဘာတော့အပေါ်ကိုတရားမှာဖြစ်ပါတယ်ရှုကဘာရဲ့ပြမှာဆိုရင်နှလုံးလားပရာဟိတာအသင်းရှိပါတယ်ပြီးတော့သူရဲ့ရှစ်တဲ့မှာဆိုရင်မြန်မာဆိုင်တွေကအများကြီးရှိပါတယ်ဒီလေးပါရှစ်တဲ့မှာဆိုရင်မြန်မာဆိုင်တွေကအများကြီးပါပဲဒီလက်တစ်ချောင်းလုံးဟာအကုန်လုံးမြန်မာဆိုင်တွေဖြစ်ပါတယ်ဒီမှာဆိုရင်စကူဝါမိုးချီရီမိုးပီတာအောင်ဒန်ဒါကြီးစရှိတီပေါ့နော်နာမည်မျိုးစုံနဲ့မြန်မာဆိုင်တွေအများကြီးရှိပါတယ်ဗျမြန်မာကွန်ပျူတာတွေကိုဒီနေရာမှာတနေရာတွေမှာဝယ်ယူရရှိနိုင်ပါတယ်ဒီမှာဆိုရင်ဒီချွေမြန်မာဆိုရင်လေဒီအပူရွယ်တွေရောအသားငါးတွေရောအကုန်လုံးကိုဝယ်ယူရရှိနိုင်မှာဖြစ်ပါတယ်မြန်မာအစားအစာကိုလွတ်နေတဲ့လူတွေအတွက်တော်တော်လေးကိုအဆင်ပြေပါတယ်ပြီးတော့ကျွန်တော်တို့ဒီကနေတစ်16လိုက်မယ်ဆိုရင်ကျွန်တော်တို့ဒီကားလေးပေါ့နော်ဒီကိုတာရယာကားလေးပေါ့အဲဒီကားလေးဘေးကအခန်းထဲမှာဆိုရင်မြန်မာဆိုင်တွေအများကြီးရှိပါတယ်တဲ့ဒီနေရာတွေဆိုရင်ညဖက်ဆိုရင်ဒီလိုဘားတွေကလေးတွေခင်းလာပါလေတဲ့ဒီသင်းဆိုမလားကာရာအိုကေဆိုမလားဘားထိုင်မလားတောက်မလား